ယန်းကျင်သည့်အစိမ်းလေးတွေကိုခိုးပြီးတော့တုပ်စားပါမယ်အသီးလေးတွေကနည်းနည်းတော့သေးနေသေးတယ်နည်းနည်းကြီးတာလေးတွေရွေးခိုးပြီးတော့မှတုပ်စားပါမယ်အားလုံးပေါင်း6လုံးခုလိုက်တယ်ပေါ့နော်ဒါဆိုရင်တော့တပွဲစားလောက်တော့တုပ်စားလို့ရပါပြီပထမဆုံးတော့ခရမ်းကျင်သီးလေးတွေကိုရှေ့ဆေးပြီးတော့မှပပလှီးပါမယ်အပြင်မှာနေပူနေပေမဲ့အိမ်ထဲမှာတော့တော်တော်လေးကိုအေးပါတယ်အဲဒါကြောင့်အနွေးတွေကိုဝတ်ပြီးတော့မှလေပင်ထီကိုစီထားပါတယ် basement မှာဆိုရင်ပို့ပြီးတော့အေးပါတယ်ချက်သွန်နေလေးတွေကိုလည်းအရင်သင်းလှီးထားပါမယ်ဒီပဲမုံလေးကတော်တော်လေးကိုကောင်းပါတယ် Indian store ကနေဝယ်လာတာပါပဲမုံလေးကိုတစ်စုံကြော်လောက်ထည့်ပါမယ်ပဲမုံများများလေးနဲ့စီစီလေးစားကြလို့ပါစားနဲ့ငပြရည်နဲ့ထည့်ပါမယ်ပြီးရင်စီလေးထည့်ပါမယ်ချက်သွန်ကြော်နဲ့မြေပဲထောင်းထားတာတော့အရန်သင်းမရှိတဲ့အတွက်မထည့်တော့ပါဘူးချက်သားအဆက်ကြော်နဲ့စားမှဖြစ်တဲ့အတွက်ငရုတ်သီးခွဲချမ်းကိုမထည့်တော့ပါဘူးလီမွန်လေးတစ်စိတ်ကိုညှက်ထည့်ပြီးသွားရင်တော့အားလုံးကိုနှံ့သွားအောင်တည်တည်ချာချာလေးနေလိုက်ပါမယ်အခုဆိုရင်တော့အရန်ကိုစားခြင်းစရာကောင်းတဲ့ခရမ်းကျင်သီးတုပ်လေးရပါပြီပကံလှလှလေးနဲ့ပြောင်းထည့်လိုက်ပါမယ်ပြီးရင်တော့ချက်သားအဆက်ကြော်လေးနဲ့ထမင်းလေးနဲ့ရောပြီးစားပါတော့မယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ